နဲ့လောင်းတော်နတ်သားကရှိရှိဘုရားလောင်းတော်ရဲ့ထုံးကိုမိပြီးတော့လူပြည်ကိုသိတော့မယ်တဲ့ငါဘယ်လိုငါနဲ့မှသိတဲ့နေနေရမလဲငါအစီတော်မဲ့လူဟာဘယ်သူလဲငါမဲတော်တော်မဲ့လူဟာဘယ်သူလဲလို့သိတဲ့တည်းဘုရားလောင်းတော်အဲ့ဒီမင်းတရားဘုရားလောင်းတော်နတ်သားကလူပြည်ကိုသိခြင်း၅မျိုးနဲ့ကြည့်မယ်ဒီခြင်းဘယ်နှမျိုးကျဲလိုက်တော့ဘုရားဖြစ်ရာခေအခါမှန်သွားကြည့်ရမည်ဘုရားဖြစ်ရာခေအခါမှန်သွားကြည့်ရမည်ဘုရားပွင့်ရာကျိုးကိုသာမှန်သွားကြည့်ရမည်ဘုရားပွင့်ရာကျိုးကိုသာမှန်သွားကြည့်ရမည်ဘုရားဖြစ်ရာယတ္တိသာမှန်သွားကြည့်ရ